ငလျင်ဘေးလူနေချိန်မှာပြည်သူတွေကလူအကြောင်းနေတဲ့ပေါ်မှာမတင်မှတ်ထားတဲ့နည်းနဲ့တုံ့ပြန်ခဲ့တဲ့ပြည်သူပရိသတ်များရှင်ပြည်သူနဲ့အင်္ဂါကျော်စင်တို့ကအမှုပညာလုပ်တွေလည်းရနာထားလာကြပြီဖြစ်တယ်လို့လူရှိမထွက်တာလည်းကြားပါပြီဒါပေမဲ့လက်တလုံးမှာတော့နေရာစလုံးကပရိသတ်တွေရှိရာနေရာကိုသွားနေကြတာပါငလျင်ကြောင့်မို့နေရာဒေသတော်တော်များများကအရန်ကိုပျက်စီးဆုံးရှုံးသွားတဲ့အတွက်ပြည်သူနဲ့အင်္ဂါကျော်စင်တို့ကကိုယ်တိုင်သွားလူပေးနေကြတာပါသူတို့နှစ်ယောက်တည်းမဟုတ်ပဲတမီးဖြစ်သူပြည်သူတွေကိုလည်းအတူခေါ်သွားတာဖြစ်ပါတယ်ပြည်သူတွေကပရိသတ်တွေအများကြီးနဲ့အပြင်းမမဆုံဘူးဒါကြောင့်မလို့ပထမဆုံးသွားလူနဲ့ပြည်မနာကရင်တထောင်စီရုံမှာဆိုရင်ပြည်သူတွေမျက်လုံးတွေကကနာမငြိမ်ပဲကြောင်းရွံ့နေကြတာပါဟိုလူကိုချောင်းကြည့်လိုက်ဒီလူကိုချောင်းကြည့်လိုက်လုံနေတာမို့ပရိသတ်တချို့ဆိုရင်ပြည်သူတွေလေးကစိတ်မှန်ရလာလို့တော့ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်အခုလိုဝေဖန်ခံနေရပေမဲ့နောက်တည့်ရက်တတက်ဦးကိုသွားလူတဲ့အချိန်မှာပြည်သူနဲ့အင်ဒရာကျော်စင်တို့ကတမီဖြစ်သူကိုခေါ်သွားခဲ့ပါတယ်တတက်ဦးမျိုးမှာငလင်ကြောင်နေအိမ်ဆုံးရှုံးသွားရသူတွေကိုတယောက်သိန်းစီလူဒန်းပေးတာပါအခုလိုလုပ်ပေးနေတဲ့အချိန်မှာရွာသူရွာသားတချို့ကပြည်သူနဲ့အင်ဒရာကျော်စင်တို့ကိုမမြင်ဘူးတာမို့အသည်းအတန်ကိုကြည့်နေတာပါပြည်သူတွေကိုလည်းဖုန်းတွေအများကြီးနဲ့ကင်မရာချိန်ထားခဲ့တာပါတာမီ၃ယောက်ကဒုက္ခရောက်နေသူတွေကိုတန်းစီပြီးအလူငွေတွေလှူကြပါတယ်ပြည်သူတို့ကပြည်သူတွေလေးကိုလည်းကိုယ်တိုင်လှူဖို့လက်ထဲမှာပတ်စံတသိန်းကင်ခိုင်းထားတာပါဒါပေမဲ့ပြည်သူတွေကငွေတသိန်းကိုဒုက္ခရောက်နေတဲ့သူလက်ထဲထည့်ရမှာကိုကြောက်နေကြတာပါသူကိုယ်တိုင်မလူရဲတာကြောင့်တွေ့ဝေနေတာဖခင်ဖြစ်သူပြည်သူကငွေကိုအတင်းပေးခိုင်းခဲ့တာပါသူမလူခြင်းပဲဖခင်ဖြစ်သူကိုသာလှူခိုင်းနေတာပါပြည်သူကအခုလိုမလူခြင်းပဲကြောက်နေတာကိုမကြိုက်ပါဘူးအလူလူတဲ့နေရာမှာရှက်နေကြောက်နေဖို့မလူတဲ့အကြောင်းကိုပြည်သူတွေနားလည်အောင်ရှင်းပြနေတာပါဒါပေမဲ့ဒေါသနဲ့ရှင်းပြတာမဟုတ်ပဲပြည်သူတွေလေးကိုညင်ညင်တတလေးတစ်ခုချင်းစီပြောပြနေကြတာပါပြည်သူနဲ့အိမ်တော်ကျော်စင်တို့ကပြည်သူတွေကိုပိုးမွေးသလိုမွေးထားတယ်ဆိုတာစကားပြောပုံကိုကြည့်ရုံနဲ့သိတာပါတယ်ပြည်သူကပြည်သူတွေရဲ့ကြောက်စိတ်ကိုစကားပြောရင်းဖြေဖြောက်ပြီးနေခဲ့ပါတယ်ပြည်သူတွေကလည်း PTU ကိုတိုးတိုးလေးပြောကငွေတအုပ်လုံးကိုလှူလိုက်ရမှာလားလို့မေးနေကြတာပါဒါအပြင်အိမ်တော်ကျော်စင်ကလည်းတမီးဖြစ်သူမကြောင်ရလင်းအောင်ဘီကနေဝင်ပြောကလက်နှစ်ဖက်နဲ့ပြီးဖို့လဲတင်ပေးနေကြတာပါပြည်သူတွေလေးကလူကြားရီထဲမှာကြောက်တက်ရှက်တက်တဲ့အပြုတ်မှုလေးတွေရှိနေကြတာပါဒါကြောင့်မလို့လဲလူကြားထဲသွားတဲ့အချိန်မှာဆိုရင်အိမ်နာကျော်စင်ကပြည်သူတွေလက်ကိုတင်းနေအောင်ကင်ထားပါတယ်ဒါအပြင်ပြည်သူနဲ့အင်နွာကျော်စင်တို့ကပရိသတ်တွေနဲ့စကားပြောချိန်မှာလည်းပြည်သူတွေကလက်ကိုဖြုတ်ချကနောက်ွယ်မှာတာနေတက်တာပါပြည်သူတွေကငယ်စဉ်တုန်းကရှုံဆိုးတယ်ဆိုပြီးပရိသတ်တွေရဲ့ဝေဖန်မှုကိုရရှိခဲ့တာပါဒါကြောင့်မလို့အင်နွာကျော်စင်တို့ကပြည်သူတွေကိုလူရှိမထုတ်တာကြားပါပြီအသက်14နှစ်ကျော်ရွယ်မှသာခုလိုပထမဆုံးချိန်ပရိသတ်တွေရဲ့ခြားထဲမှာသွားလာခိုင်းတာပါတမီဖြစ်သူပြည်သူတွေကလူနေတဲ့ချိန်မှာလူကြောက်ပြနေတဲ့ပေါ်မတင်မှတ်ထားတဲ့နည်းနဲ့တုံ့ပြန်ခဲ့တဲ့ပြည်သူပေါ်ပရိသတ်တွေရဲ့မြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်